ကျမအောင်မချစ်တဲ့သူဆိုရင်ကျမကလည်းချစ်မှာမဟုတ်ဘူးဒါပေမဲ့မုံလည်းမမုံဘူးကျမကိုချစ်တဲ့သူကျမပေါ်မှာစေတနာရှိတဲ့သူဆိုရင်ကျမကလည်းမေတ္တာစေတနာထားပြီးစိတ်ရင်းမှန်နဲ့ပေါင်းတင်ဆက်ဆံမယ်ကျမပေါ်မှာတမိုးထားပြီးဆက်ဆံတဲ့သူလေးစားမှုရှိတဲ့သူဆိုရင်ကျမကလည်းအဲ့ဒီလူကိုတလေးတစားနဲ့ပြန်ပြီးဆက်ဆံလေးရှိတယ်ကျမကိုတမိုးမထားတဲ့သူကျမနဲ့ပတ်သက်ပြီးသူတို့စိတ်ထဲမှာမရှိတဲ့သူတွေကိုဆိုကျမရဲ့စိတ်ထဲမှာလည်းအဲ့လူနဲ့ပတ်သက်ပြီးရှိတယ်လို့ကိုခံစားရမှာမဟုတ်ပါဘူးသူတို့ကျမပေါ်ဆက်ဆံတဲ့ပုံစံတိုင်းပြန်ပြီးဆက်ဆံမယ်သူတို့ကျမပေါ်ကောင်းပြီးရင်ကျမကသူတို့ကောင်းတာထပ်ပို့ပြီးသူတို့ပေါ်မှာပြန်ကောင်းပြီးမယ်ရဲရဲမှတ်ထားပါကိုကတိခန့်နေတယ်နားလည်နေတယ်ဆိုပြီးလှုပ်ချင်တိုင်းလှုပ်ခွင့်ရှိမယ်သူတို့ဆက်ဆံခြင်းတလို့ဆက်ဆံမယ်လို့ထင်နေတဲ့သူတွေဆိုကိုနဲ့တူတူပေါင်းသင်းဆက်ဆံဖို့အတွက်ကိုအခွင့်အရေးတောင်မပေးပါနဲ့ကျေးဇူးမသိတတ်တဲ့သူတွေကိုဆိုရင်စိတ်ရင်းနဲ့ပေါင်းမနေပါနဲ့ကျေးဇူးမသိတတ်တဲ့သူတွေကိုစိတ်ရင်းနဲ့ပေါင်းနေစရာမလိုပါဘူး